မင်္ဂလာပါ e-sports ပရိသတ်ကြီးတို့ရဲ့တကယ်ကိုနှမျောဖို့ကောင်းပြီးရင်နာဖို့ကောင်းတဲ့နေ့တစ်နေ့ပါပဲဗျာ PMGO S1 SEA Final D3 ပွဲစဉ်ဒီအပြီးမှာတော့ကျွန်တော်တို့မြန်မာကိုစားပြုရန်ကုန် Galacticos YG အသင်းအနေနဲ့အမှတ်လူပဲချက်တွေကြောင့်အားလုံးမျှော်လင့်ထားတဲ့ PMGO Main Event ကိုတက်ရောက်နိုင်ခြင်းမရှိတော့ဘဲပြန်ပွဲကနေနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ရပါနဲ့တစ်ဖက်ကလည်းအားနည်းချက်တွေကိုပွင့်ပွင့်လင်းလင်းထောက်ပြဝေးပန်းပြီးပြင်ဆင်မှရတော့မယ့်အခြေအနေမှုဒီနေ့ပွဲမှာ YG ဘာတွေလွဲချော်ခဲ့လဲဆိုတာကိုဝေဖန်ရေးသမားတယောက်အမြင်နဲ့တေချာလေးစမ်းစစ်ကြည့်ကြရအောင်ပါဇုံကန်မကောင်းခြင်းနဲ့တွေးထွက်တန်ယိုဖိတ်ခဲ့ရလဲ H Bleed Style အဓိကနှုတ်ဆက်လိုက်ရတဲ့အကြောင်းရင်းတွေထဲမှာဇုံကန်မကောင်းတာကလည်းတစ်ချက်ပါဝင်ပါတယ်ဒါပေမဲ့ပိုးပြီးဆိုးတာကဇုံပါတဲ့ပွဲစဉ်အချို့မှာတော့ချစ်ကညအောင်မယူနိုင်ခဲ့တာပါပဲ RRQ နဲ့ BTR ဘတ်တိုင်ဖြစ်နေတဲ့အချိန် YG ကဇုံထဲကနေပတ်ပြီးအပေါ်ကဝင်နိုင်လို့ရပါတယ်ခင်ဗျာအဲ့ဒါကိုဆေးခလောက်ကဇုံဆက်နိုင်သွားပြီးကီယိုသွားကောက်တာက risk တအားများသွားခဲ့ပါတယ်ညက်ပြီးတော့ဖြစ်ချင်လို့ဆေးခလောက်ကအဲ့ကိုသွားတယ်ဆိုရင်လဲဇုံထဲမှာကြံခဲ့တဲ့မာနက်အနေနဲ့ကတဖြည်းဖြည်းချင်းတိုးပြီး RRQ ကိုအပေါ်ကနိုင်လို့ရပါတယ်ဒါဟာကျွန်တော်အမြင်ရဝေဖန်ထုံးသက်ချက်တစ်ခုပါပဲခင်ဗျာပွဲတွေက player တွေကတော့ပွဲရဲ့ pressure ရောအပြင် environment က pressure တွေကြောင့်ရောအမားတွေလုံးမိကလည်းဖြစ်နိုင်ပါတယ်ပြီးတော့ဒီပြိုင်ပွဲတစ်ခုလုံးမှာ YG သုံးတွားရဲ့ zone ကတ်ဆော့တဲ့ play style ကတော့တချို့ global lobby တွေမှာအဆင်ပြေခြင်းပြေလိမ့်မယ်ဗျာဒါပေမဲ့အခုလိုအကျဉ်းနဲ့ချိနေတဲ့ PMGO SEA final မှာတော့ဘလို့မှအဆင်မပြေခဲ့ပါဘူးဇုံကတ်ပြီးဝင်ဖို့စ조사တဲ့အချိန်တိုင်းမှာတင်အသင်းတွေရဲ့ကြားဖြတ်ဖိခတ်မှုကြောင့်ကစားသမားတစ်ယောက်နှစ်ယောက်ကအမြဲတမ်းအရင်ဆုံးတေဆုံးသွားရပါတယ်ဒီလိုနဲ့ပွဲအလေလောက်မှာတင်လူမစုံတော့တဲ့အတွက်ကျန်တဲ့နှစ်ယောက်ကရှေ့ဆက်ပြီး ranking ကောင်းအောင်ဘာမှလုပ်လို့မရတော့ပဲပွဲသိမ်းခဲ့ရတာတွေခဏခဏမြင်ခဲ့ရပါတယ်ကျွန်တော်အကြံပေးချင်တာကတော့ YG အနေနဲ့ပွဲအခြေအနေကိုကြည့်ပြီး play style ပြောင်းပြီးလိုက်ရော်ညီထွေးဆိုတာစော့တဲ့တယ်လို့ထင်ပါတယ်ခင်ဗျာ 2-1-1 split ပုံစံလူခွဲခြင်းနဲ့ SEA lobby ရဲ့ PRနောက်ထပ်နီးဗျူဟာပိုင်းလွဲချော်မှုကတော့ zone control လုပ်ချင်လို့ 2-1-1 ပုံစံလူခွဲပြီးစော့တာကိုတော့လက်ခံပါတယ်ဒါပေမဲ့ကစားသမားအချင်းချင်းကြားအကွာဝေးကတအားဝေးလို့နေခဲ့တယ်ဗျာကျွန်တော်တို့ပြည်တွင်းကွဲတွေမှာလူခွဲစော့လို့ရချင်ရမယ်ဒါပေမဲ့ဒီက SEA ထွေတီးအသင်းတွေကမြန်မာအသင်းတွေလိုတယောက်ချင်းစီဆိုင်တာမဟုတ်ပဲ full squad ၄ယောက်လုံးအုပ်လိုက်ကြီးဝင်ပစ်တာမျိုးပါအဲ့ဒီအချိန်မှာ YG ကလူခွဲထားတော့ suit မိဖို့အချိန်မရတော့ပဲတယောက်ချင်းစီ kill point တွေပေးလိုက်ရပြီးအပြစ်ပြတ်နဲ့တွေးထွက်ကုန်တဲ့အခြေအနေမျိုးကြုံခဲ့ရတော့ပါ gun power ရှိရက်နဲ့ rank save လုပ်ခဲ့တဲ့အမှားတကယ်တော့ YG မှာ compound တစ်ခုကိုအပိုင်လူလိုက်နဲ့ gun power အပြည့်အဝရှိပါတယ်ဒါပေမဲ့ဒီပွဲမှာ YG ကိုကြည့်ရတာ pressure တအားပြီးနေပြီး rank ကိုပဲအတင်း save ဖို့စ조사နေပုံရပါတယ်rank တအား save တဲ့ passive socket ထက်ဆိုင်ရင်အရင်ကလို aggressive ဖြစ်ကြမ်းတမ်းဆော့တဲ့ play style က YG နဲ့ပိုလိုက်ဖတ်တာပါအခုတော့ rank ပဲ save ဖို့စ조사ပြီး zone ကလည်းမပါတဲ့အခါကျတော့ kill point လည်းမရနောက်ဆုံး rank point လည်းမရပဲနှစ်ခုလုံးဆုံးရှုံးခဲ့ရပါတယ်ပြိုင်ဘက်စီကအတူယူစရာသင်ခန်းစာ EA အသင်းရဲ့တည်ငြိမ်မှုဒါဟာထိုင်းအသင်း EA နဲ့ရှင်းပြီးကို့အသင်းကိုညှိချပြောတာမဟုတ်ပါဘူးဗျာဒါပေမဲ့သူတို့စီကကောင်းတာကိုတော့အတူယူရပါမယ်EA ကိုကြည့်ရင် point ကိုအရန်ထိန်းဆော့နိုင်တယ်လို့နောက်ဆုံး last zone ရောက်တဲ့အထိကစားသမား၄ယောက်လုံး full squad ဖြစ်နေအောင်အစွမ်းကုန်စူးစမ်းကြပါတယ်ဘလောက်ပဲ fight ဖြစ်အချင်း backup ကတကယ်ကိုမိမိရရှိလာပါတယ်ကိုယ့်ရဲ့ပြိုင်ဘက်ဖြစ်နေပေမဲ့သူတို့ရဲ့ဒီလိုတည်ငြိမ်တဲ့အချက်တွေကိုတော့ YG အိမ်နဲ့တေချာပေါက်အတူယူပြီးပြင်ဆင်သင့်ပါတယ်ခင်ဗျာဒီပြိုင်ပွဲမှာတော့ကျွန်တော်တို့မျှော်လင့်ချက်တွေဝေးကွာသွားခဲ့ရပြီဆိုပေမဲ့ YG အနေနဲ့ဒီထက်မကပိုပြီးစူးစမ်းဖို့လိုအပ်တယ်ဆိုတာကိုသိသွားရတဲ့သင်ခန်းစာကြီးတစ်ခုပါပဲနောက်လာမယ့်ပွဲစဉ်တွေမှာတော့ဒီထက်ပိုပြီးတောင့်တင်းတဲ့ပိုပြီးကြောက်ဖို့ကောင်းတဲ့ YG အဖြစ်နဲ့ချန်ပီယံဖလားကြီးကိုကင်မြောက်နိုင်အောင်အစွမ်းကုန်စ조사ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ဘာပဲဖြစ်ဖြစ်ရှုံးရင်အတူနိုင်ရင်အတူ YG အသင်းကိုရင်ဘတ်ချဲကနေအမြဲလဲအဆုံးထိဆက်လက်အားပေးဝန်းရံနေမှာပါဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးမှုကျေးဇူးတင်ပါတယ်။ပရိသတ်ကြီးတို့ရောဒီနေ့ YG ရဲ့ကစားကွက်အပေါ်ဘလို့ဝေဖန်ခြင်းလဲ။ comment မှာပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါဦး။နောက်ထပ် e-sport သတင်းတွေကိုလက်မလွတ်တမ်းကြည့်နိုင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်